နှုတ်ကပတ်တော်ချက်အားဖြင့်ပဲမဟုတ်ကျွန်တော်ခေါင်းရည်ဖြစ်တဲ့ရှင်ပေတုဩဝါဒစာပထမဆုံးခန်းကြီးကအပိုင်နဲ့ခုနှစ်ရှင်ပေတုဩဝါဒစာပထမဆုံးခန်းကြီးကအပိုင်နဲ့ခုနှစ်ကျွန်တော်ဒီမှာဝင်ခဲ့တဲ့ပထမရက်မှာကျွန်တော်ဝင်ခဲ့တဲ့ဘုရားသခင်ရဲ့မြတ်တာကိုယုံကြည်ပါတောင်ကြီးတောင်ငယ်တို့ကလှုပ်ရှားမယ်နော်ရွေ့ရှားမယ်သို့တော့ငါရဲ့မြတ်တာကသင်စီကနေမရွေ့ရအောင်ဘုရားသခင်ကျွန်တော်ကိုဘယ်တော့မှမဆုံးဘူးကျွန်တော်ကိုအလင်းပြတ်မထားဘူးကျွန်တော်ဘက်မှာအမြဲတမ်းရှိတယ်နော်နှုတ်ဆိုတငယ်ကိုမိခင်ကမေ့ကောင်းမေ့မယ်ဘုရားသခင်ကျွန်တော်ကိုမေ့ဘူးဆိုတော့ဘုရားရဲ့အဲ့ဒီမြတ်တာကိုယုံကြည်ဖို့နော်သင်ဟာဘုရားသားသမီးဖြစ်တယ်ဆိုတာနော်ဘုရားရဲ့မြတ်တာကိုယုံကြည်ဖို့ပထမရက်ကကျွန်တော်ဝင်ခဲ့တယ်ဒုတိယရက်မှာကျွန်တော်ကအသက်တာထဲမှာတော့သိချင်းကိုပင်အောင်မြင်တဲ့ယုံကြည်ခြင်းနဲ့အသက်ရှင်ဖို့နော်ကျွန်တော်ကသိချင်းကိုတော့မကြောက်တော့တဲ့ယုံကြည်ခြင်းရှိမယ်ဆိုရင်ဘယ်ဘဝမုံတိုင်းဘယ်ပြဿနာမှမလုပ်တော့လေမကြောက်တော့သေတာမှမကြောက်သေတာတော့မကြောက်တော့ဆိုတော့ဒါအဆုံးဆုံးဖြစ်သွားပြီသေတာဝင်မကြောက်ဘူးဆိုရင်ကျွန်တော်အသက်တာထဲမှာဘယ်ရာကမှလာပြီးတော့ချိန်ချောက်လို့မရတော့အဲ့ဒီယုံကြည်ခြင်းနဲ့လေးစင်အသက်ရှင်ဖို့အမှန်တန်ရည်ကြည်တယ်တော့မနေ့ကတော့ဘုရားသခင်ကိုကျွန်တော်အသက်တာထဲမှာယုံကြည်မျှော်လင့်ပြီးတော့အသက်ရှင်ပါဆိုတဲ့အရာလေးကျွန်တော်ဝင်ခါတယ်နော်ဘုရားသခင်ကိုယုံကြည်ပြီးတော့အသက်တာထဲမှာထိုဘုရားကိုမျှော်လင့်ပြီးတော့နော်ဘုရားသခင်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတော့မျှော်လင့်ပြီးတော့အသက်ရှင်ဖို့ကျွန်တော်ဝင်ခါတယ်ဒီနေ့မှာတော့ဘုရားသခင်ကိုစိတ်ချထားပါဆိုတဲ့အရာလေးကိုဟောပေးနေတယ်နော်ဘုရားသခင်ကိုစိတ်ချပါဘုရားသခင်ကိုယုံကြည်မျှော်လင့်ပြီးဘုရားသခင်အကောင်းဆုံးပြင်ဆင်ထားမယ်ဆိုတော့စိတ်ချလက်ချအသက်ရှင်တတ်ပါစေနော်အဲ့ဒီလိုစိတ်ချဖို့အတွက်သင်ရဲ့အသက်တာကဘုရားလက်ထဲကိုအပ်ထားတတ်ဖို့အရေးကြီးတယ်ဘုရားလက်ထဲကိုအပ်ထားရင်အရာအလုံးကစိတ်ချလက်ချနဲ့အသက်ရှင်နိုင်ကိုယ်လက်ထဲမှာကိုယ်ဆိုတော့စိတ်မချအောင်နော်ဒါကြောင့်မို့သင်ဘဝတစ်ခုတော့သင်မိသားစုတော့သင်ရဲ့အသက်တာကျွန်တော်ရဲ့အတိုင်းပြည်အနာဂတ်သက်တာအလုံးသူ့လက်ထဲမှာအပ်ထားအောင်လေဘုရားသခင်လက်ထဲမှာအပ်ထားလိုက်ပါရှင်ပေတုဩဝါဒစာပထမဆုံးခန်းကြီးကအပိုင်ငယ်9မှာသင်တို့ကိုတတိနှင့်ကြည့်ရှုတော်မူသောကြောင့်သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကိုကိုယ်တော်၌အနံ့ရတော်ကျွန်တော်တို့ကိုယ်ွယ်တဲ့ဘုရားသခင်ကကျွန်တော်တို့ဘယ်လိုကြည့်ရှုနေလဲတတိနဲ့ကြည့်ရှုနေအမတ်တမဲ့ကြည့်ရှုတာမဟုတ်ဘူးလေဘယ်လိုကြည့်ရှုလဲတတိနဲ့ကြည့်ရှုတယ်ဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့တတိနဲ့ကြည့်ရှုတဲ့အတွက်ကြောင့်တဲ့ကျွန်တော်တို့မှာရှိတဲ့စိုးရိမ်ခြင်းအမှုတစ်ခုတစ်ခုမဟုတ်စိုးရိမ်ခြင်းမှုပါလေရှိသမျှသင်အသက်သားသမီးတို့စိုးရိမ်နေလားဒီနိုင်ငံရေးအခြေအနေမှာငါတို့မိသားစုတွေဘယ်လိုရှေ့ဆက်ရမလဲဘယ်မှာပြောင်းရမလဲဘယ်မှာနေရမလဲဘာစီးပွားရေးကိုလုပ်ရမလဲအနာဂတ်မှာဘယ်လိုအသက်ဆက်ရှင်ရမလဲအဲ့ဒီစိုးရိမ်ခြင်းအမှုရှိသမျှကိုသင်လက်ထဲမှာမထားပါနဲ့ကိုယ့်ဘာကိုဖြည့်ရှင်းမယ်လို့မကြိုးစားပါနဲ့ဘသူလက်ထဲအားလိုက်ပါကိုယ်တော်၌အနံ့ကြတော့ဘုရားသခင်လက်ထဲကိုအနံ့လိုက်ပါအဲဘုရားသခင်လက်ထဲကိုအနံ့လိုက်ရင်သင်ငြိမ်သက်ခြင်းရမှာဖြစ်တယ်ဒါကြောင့်အပယ်မှုကိုများစိုးရိမ်ခြင်းမရှိပဲအရာ၌ကျေးဇူးတော်ချီးမွမ်းခြင်းနဲ့တကွာသင်တို့တောင်းပန်လို့အရာများတို့ကိုဘုရားသခင်အားကြားဆောင်ကြထို့သောပြုလျှင်အဘယ်သူမျှကြံ့ရမိနိုင်တော့ဘုရားခင်ရဲ့နေတခြင်းဖြင့်ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်နှလုံးကိုဆောင်ပါတော်မူ၏ဘုရားသခင်လက်ထက်အလိုက်တဲ့အရင်ဆုံးရမယ့်အငြိမ်သက်ခြင်းပဲအထဲထဲမှာငြိမ်သက်သွားတာကျွန်တော်အားလုံးဘုရားပြင်ဆင်ပေးမယ်ဆိုတော့စိတ်ချလက်ချအသက်ရှင်လိုက်တမန်ကျမ်းစာထဲမှာယာကုပ်ရဲ့အသက်တာကိုကြည့်တဲ့အခါမှာသူကသူ့ကိုအေးသုံးစီကနေကောင်းကြီးတွေဘာလို့လဲလူယူလဲဆိုတော့တွေ့ရတယ်တကယ်တော့အမွာယာကုပ်နဲ့အေးသုံးကအမွာဘူးဖြစ်တယ်အေးသုံးကအကြီးဖြစ်တယ်မွေးလာတဲ့ခါမှာဘယ်လိုမွေးလာလဲဆိုတော့မမွေးခင်ပိုက်ထဲမှာလည်းတယောက်နဲ့ချနေတာပိုက်ထဲမှာလည်းပြဿနာတက်ရီဘက်ခါစဉ်းစားတယ်သူ့ငွေကရီဘက်ခါမြောက်တော့ပြီးဘုရားသခင်နဲ့ဒီကလေးမြောက်လို့လေတဲ့ဟောဘူးတဲ့အကြီးရတဲ့အငယ်ဒီမှာဘာလို့လာမလဲကြုံခံရလိမ့်မယ်မွေးတော့မွေးသူကလေးမြောက်က
တယောက်ကမိုက်မလားတယောက်ကလိန်မာမလားတယောက်ကဖျားရှိခိုးမလားတယောက်ကမကောင်းတာလုပ်မလားဆိုဘာမှမလုပ်ရသေးဘူးမမွေးခင်တည်းကဘုရားကဘာလုပ်လိုက်လဲကြိုတင်ပြောလိုက်တယ်ဤသောသည်တဲ့ယာကုပ်စီမှာဘာလုပ်ခံရမလဲကြိုခံရလိမ့်မယ်ဟာသင်ဟာဤသောနေရာမှာဆိုဘယ်လိုနေဘာမှလည်းမလုပ်ရသေးဘူးဘုရားသခင်ကိုဘာလုပ်ရတော့ကြိုခံရမယ့်ကိစ္စကြီးဒါကြီးကမတရားဘူးပဲဘုရားမတရားဘူးလို့သင်ထင်ကောင်းထင်ပါဘူးဒီမှာဘုရားသခင်ကဤသောသည်ကြုံခံရမယ်လို့ဘုရားသတ်မှတ်လိုက်တာမဟုတ်ဘုရားသတ်မှတ်တာမဟုတ်ဤသောအဲ့လိုဖြစ်လာမယ်ဆိုတော့ဘုရားကဘာလုပ်နေရလဲကြိုသိလို့ကြိုပြောထားတာအဲ့ဒီလိုဖြစ်ပါစေလို့ဘုရားသတ်မှတ်တာမျိုးမဟုတ်ပါဘူးဘုရားသခင်ကြိုသိလို့ကြိုပြောတာဖြစ်တယ်ဒါပေမဲ့နောက်ကျမ်းစာတစ်ခုမှာငါဤသောကိုမုန်းတယ်တဲ့ယာကုပ်ကိုချစ်တယ်တဲ့ဘုရားယာကုပ်ကိုငါချစ်တယ်တဲ့ဤသောကိုမုန်းတယ်မွေးတော့မွေးသေးဘူးဘုရားတယောက်ကိုမုံတယောက်ကိုဘာလုပ်နေလဲဘုရားမတရားဟုတ်တယ်လေသူတို့ဘုရားတယောက်ကဘုရားရှိခိုးမလားတယောက်ကအရက်ဆိုင်သွားမလားဘာမှမသိသေးဘူးလေဒါပေမဲ့ဘုရားသခင်ကဘာလို့ကြိုပြောထားတာလဲဘာအောင်ကြည့်ပြီးပြောလဲကျွန်တော်အဲ့ကျမ်းစာမှာဘုရားသခင်ကျွန်တော်နားလည်ရတယ်ပေါ့ကွေနှလုံးသားကိုကြည့်ပြီးပြောတယ်ဘာအောင်ကြည့်ပြောတာလဲဤသောရဲ့နှလုံးသားသည်မာကျိုးခတ်ထန်ပြီးတော့ဘုရားနဲ့ဆိုင်တဲ့အရာတွေကိုမထီမဲ့ပင်ပြုပြီးတော့ဖျားနဲ့ဆိုင်တဲ့အရာတွေပေါ်မှာသူကမလေးမစားလုပ်မယ်နော်ဖျားနဲ့ဆိုင်တဲ့အပေါ်မှာသူကလစ်လူရှုမယ်ဆိုတော့ဖျားကကြိုပြီးတော့မလုပ်နေလေသိနေတယ်ဤသောရဲ့နှလုံးသားကြောင့်ဖျားသခင်သည်ဤသောကိုမုန်းတယ်လို့ပြောရတယ်ဤသောရဲ့လုပ်ရကြောင်းမဟုတ်တော့ဘာကြောင့်လဲနှလုံးသားကြောင့်ဒါကြောင့်ဖျားသခင်ကမျက်နှာမလိုက်ပါဘူးဟိုလူကတော့ရုပ်ချောလို့ဒီလူကတော့ဘလို့ရုပ်ဖြစ်လို့ဟိုလူကတော့ပညာတတ်လို့ဒီလူကတော့ပညာမတတ်လို့ဟိုလူကတော့ဒီမျိုးရိုးကဆင်းတယ်လို့ဒီလူကဒီမျိုးရိုးကဆင်းတယ်လို့ဘုရားမျက်နှာလိုက်လားဆရာကြီးတို့မောင်တော်ကပြောလို့ဆိုဘုရားသခင်ကမျက်နှာမလိုက်ဘူးလေဒါပေမဲ့နှလုံးတော့လိုက်တယ်ဘုရားသခင်မျက်နှာမလိုက်ဘာလိုက်လဲဘုရားသခင်မျက်နှာမလိုက်ဘုရားဘလို့ရုပ်ရည်ဖြစ်ပါစေဘယ်အရေးချင်းရှိမှာဘယ်မျိုးရိုးကဆင်းတယ်လို့ချမ်းသာဆင်းဘုရားလိုက်မကြည့်ဘူးတရားဘယ်ဓာတ်ရှိလဲဘယ်အစိတ်လမ်းဖြစ်လဲတရားပညာဘယ်လောက်တတ်တယ်မတတ်ဘုရားလာမကြည့်ဘုရားမကြည့်လဲလူဒီအစင်းရံကိုကြည့်ရှိတယ်ထာဝရဘုရားမူကနှလုံးသားကိုကြည့်တယ်ရေရှဲရဲ့သားတွေကိုပိတ်သိပ်ပြီးရှမွေလာရုပ်စီလို့တက်ကောင်ဘုရားအဲ့စကားပြောလူကအပြင်ဘက်ကိုကြည့်တာဘုရားကိုကြည့်တာလေနှလုံးသားကိုကြည့်တာဒါကြောင့်မို့သင်ဘုရားနဲ့သွားလာတဲ့အခါမှာသင်နှလုံးသားစုံနေဖို့အရေးကြီးတယ်ကျွန်တော်တို့ကအပြင်ဘက်စုံနေဖို့ကြိုးစားတကယ်တော့ကျွန်တော်တို့စုံနေဖို့ကြိုးစားဘာစုံနေဖို့ကြိုးစားနှလုံးသားစုံနေဖို့ကြိုးစားဘလောက်ပဲအပြင်မှာပြည့်စုံနေပါစေနှလုံးသားမစုံနေရင်ဘုရားစိတ်တော်နဲ့မတွေ့နိုင်ဘုရားရဲ့ချစ်ခြင်းမြတ်တာနဲ့သင်ဟာကင်းကွာနေမှာဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ကဤသို့မုန်းတယ်လို့ဘာလို့ပြောရလဲဆိုတော့ဤသို့ရဲ့နှလုံးသားကြောင့်ဖြစ်တယ်။ဤသို့ကမာနအရန်ကြီးတယ်။ဘုရားနဲ့ပတ်သက်တဲ့ရလုံးဝမထီမဲ့နေပြုတယ်။အဲ့ဒီနှလုံးသားကြောင့်ဘုရားသခင်ကဤသို့မုန်းတယ်လို့ပြောရခြင်းဖြစ်ပါတယ်။ယာကုပ်ကဘာလို့ချစ်လဲ။ယာကုပ်ကကောင်းတာတွေပဲလုပ်လို့မဟုတ်ဘူး။ယာကုပ်တဲ့တယ်မှာမကောင်းတာလိမ့်နေတာတွေလုပ်ခဲ့တာလေအများကြီးပဲ။ဒါပေမဲ့ယာကုပ်ကိုဘာလို့ချစ်လဲအဲ့ယာကုပ်ရဲ့နှလုံးသားဖျားနဲ့ပတ်သက်အရန်တန်ဖိုးထားတဲ့နှလုံးသားဖျားကောင်းကြီးကိုသူအရန်လိုချင်တဲ့နှလုံးသားအဲ့ဒီနှလုံးသားကြောင့်ဖျားကယာကုပ်ကိုဘာလို့လဲချစ်တယ်ဒါကြောင့်ဖျားကမျက်နှာမလိုက်ပါဘူးဘာလို့လိုက်လဲနှလုံးသားတော့လိုက်တယ်တဲ့နှလုံးသားတစ်ခုပဲကောင်းဖျားကအရာရာမှာကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိဖို့တောင်းဝင်တယ်ဒါကြောင့်ကျွန်တော်နှလုံးသားကိုအရေးကြီးတယ်အဲ့ဒီမှာမွေးလဲမွေးလာဤသို့ရဲ့အရင်မွေးလာတော့ပြိပိုက်တယ်ယာကုပ်ကလို့မွေးလာတယ်ဤသို့ရဲ့ဖနှောက်ကိုကင်ပါလို့လဲဝေးလာနော် तू ကတောင်းဖြစ်ရှင်တာဒါပေမဲ့ तू တောင်းဖြစ်ခွင့်မရဘူး तू ပဲတောင်းဖြစ်ခွင့်ရတယ်ဤသို့ပဲတောင်းဖြစ်ခွင့်ရဖခင်ဤသို့ပဲတာအကြီးနေမှာပြီးတယ်ဒါပေမဲ့ဤသို့ဒီမိမိနဲ့ဆိုင်တဲ့တာကြီးတာဥရာကိုတန်ဖိုးထားလားယူလူမျိုးတွေကတာဥဆိုသိတန်ဖိုးထားလားမိသားစုတစုတည်းမှာအဲ့တာကြီးသမီးကြီးဆိုတာပဲလေသူတို့တော့တကယ် blessing ပဲကောင်းကြီးနေတာတာကြီးဒီအမွေခွဲရင်အဖေရဲ့အမွေတစ်ဝက်ကိုရသိန်း100ရှင်တာကြီးက350ရကျန်တဲ့တာသမီးတွေ10ယောက်ရှိ17ယောက်ရှိအကုန်ခွဲတာကြီးကတစ်ဝက်ရတာကြီးကဖျားနဲ့ဆိုင်ပေါ့တာကြီးကိုရန်တောင်းလို့တာအဲ့ဒီဤသောဒီမိမိနဲ့ဆိုင်တဲ့တာဦးကြီးကကောင်းကြီးသူ့မှာရှိဟောသူကအရင်မွေးတာဤသူတို့ကလူတွေထုံးစံရဒါပေမဲ့တနေ့အမဲလိုက်မောဘောနဲ့ပြန်လာတဲ့အခါမှာယာကုပ်ကပါချက်တာလေပိန်းချက်တာပိန်းရမွေးနေတာဟာအပိုက်စားကွာတဲ့ဒီလေးငါ့ကိုပိန်းကျွေးတယ်နော်ကျွေးတာ
ကျွေးဦးရာကုတ်ကအဲ့ငါတော့မရအောင်တဲ့မင်းစားကြည့်ရင်တဲ့မင်းရဲ့သားဦးရငါ့ကိုရောင်းတယ်ဟာသားဦးရငါ့ကိုပေးတယ်မင်းကပေးပါအဲ့ဒါမှမင်းကသားဦးရဘာလို့အောင်မလဲယူပေါ်တဲ့ကြည့်တော့သူ့ကိုပဲကျွေးလိုက်ပါလားမကျွေးဘူးရာကုတ်ကအဲ့လိုမျိုးမင်းသားဦးရကအရန်လိုချင်တာအဲ့တော့အေးတော့ရပါလို့ယူကွာတဲ့တောင်းရများတယ်မင်းစာချုပ်စာတမ်းနဲ့ပေးရတာမဟုတ်ပါဇက်နဲ့ပဲပေးရတာယူတဲ့ငါဒါစားဖို့ကပိုရေးရှိတယ်ဖျားစီကလာတဲ့တောင်းရနဲ့အသွေးသားကစာလောင်မှုနဲ့ဘယ်အောင်လဲလိုက်လဲအဲ့ဒီဖျားစီကကောင်းကြီးကိုအသွေးသားစာလောင်မှုနဲ့လဲလိုက်ဖျားအဲ့ဒါကိုပြီးတယ်အေးတော့ရဲ့နှလုံးသားအဲ့ဒီကိုဖျားစီကကောင်းကြီးကိုဘာလို့လဲဘာလို့ရမှာလဲကွာဆိုပြီးတော့တန်ဖိုးမထားဘူးတစ်ချိန်လဲလိုက်တယ်နောက်တစ်သူ့ဖျားတော်ကြီးဤတော့လောင်မင်းကကောင်းကြီးပြင်မယ်ငါလည်းအသက်ကြီးပြီမင်းကကောင်းကြီးမယ်တော်မင်းအမဲသွားလိုက်ရလာတဲ့အမဲကိုချက်ပြီးတော့ငါဒီယူလာခဲ့ငါမင်းကဘာလုပ်လဲကောင်းကြီးပြင်မယ်တော်တားကြီးဆိုတော့ဣဇက်ကတန်ဖိုးထားတယ်ကောင်းကြီးပြင်မယ်ကြားတော့ဝိဘက်ခါကြားတော့မဖြစ်ဘူးပိုက်ထဲမှာလေဘသူကကောင်းကြီးခံစားမယ်လို့ပြောတာလေယာကိုကောင်းကြီးခံရမယ်လို့ပြောတာဟာမှားသွားရင်ဒုက္ခနော်ဝိဘက်ကဆိုးရင်ဖျားသခင်မှားသွားမှာဆိုလို့သူဖျားရဲ့လုပ်ငန်းကိုဘာလို့လဲဝေကူညီတာဖျားသခင်လုပ်ငန်းကိုဝေကူညီစရာမလိုပါဘူးဖျားသွားပြီးလုပ်တယ်ဒါပေမဲ့သူကူညီလိုက်တဲ့ခါမှာယာကုကဘာလို့ဆိုအမေကျွန်တော်ကသွားလို့အဖေကသိလို့ကျွန်တော်ကောင်းကြီးမျိုးပဲချိန်လိုက်ရင်ကျွန်တော်ဘာပဲရမှာချိန်ရင်းမရမှာနင်းဖေချိန်လိုက်အဲ့ဒီချိန်ရင်ငါ့ကိုရောက်ပါသေးတယ်သွားတဲ့ဟိုမှာနင့်ကိုတော့ငါအမေချက်ပေးမယ်သူ့အမေချက်ပေးလိုက်တာနော်ပြီးတော့နေဦးနဲ့ခဏနေနေအသားထုံးတယ်ဒီမှာပါကတ်သွားအမွှေးတွေကတ်သွားတယ်နော်အဲ့တိလိษံရဲ့အမွှေးတွေဘာလို့လဲကတ်သွားကိုရောက်တော့ဘာလို့လဲကျွန်တော်အေးတော့ပါအမေရာကုတ်ကြီးကလိမ့်တာအေးတော့ပါဟာမင်းအေးတော့ပါလေမြန်လိုက်တာမင်းအမေဟင်းရမရဟာလေဖျားသခင်ဂျေဇုကိုကြောင်းနဲ့လှည့်မြန်သွားဘာလို့လဲတွေ့တယ်ဘသူကဆွဲထက်လိုက်တယ်လိမ့်တဲ့ထဲမှာဖျားကဆွဲထက်လိုက်တာရာကုတ်တော့ဖျားကငါ့နာမောကိုမှုတော်နဲ့ဆိုင်မမော့ဆိုရတယ်သူကမှဖះမှာထက်လိုက်တာရကုတ်ကတကယ်တော့သူ့ရဲ့အပြင်ပန်းနေထားတယ်မကောင်းပါဘူးဒါပေမဲ့နှလုံးသားဖះနဲ့ပတ်သက်အရန်လိုချင်တာအဲ့ကောင်းကြီးနဲ့ကအရန်လိုချင်အဖေကြီးကကျွန်တော်ကောင်းကြီးပေးပါဟာမရှိနာတော့မင်းအတန်ကွာတဲ့ရကုတ်တန်ကြီးတဲ့တောင်းနဲ့မရှိနာလို့ရှိတာမျက်စိမုံနေမမြင်ရတော့ဣဇက်ကြီးကစမ်းကြည့်တော့အမွှေးမြင်နေတွေ့တော့ဟာဟုတ်သားပဲဒါဤတော့ပဲကောင်းကြီးပေးတာငါပါမင်းဒီကောင်းကြီးခံစားပါမင်းကအမိမဖြစ်ကြတယ်မင်းကကောင်းဖြစ်မင်းရှိတဲ့နေရာမှာကောင်းကြီးဖြစ်ပါစေရန်သူတွေကမင်းရှိမှလူထောက်ပါစေမင်းနင်းတဲ့နေရာကောင်းကြီးဖြစ်မင်းစိုက်လို့တဲ့မြေတွေကောင်းကြီးဖြစ်ပါစေမင်းပြာစီဦးနဲ့ပြည့်ပါစေအကုန်ကောင်းကြီးပေးလိုက်တာပြီးထွက်တော့နောက်ခဏနေကြတော့အဖေနဲ့ကျွန်တော်လာပြီးတဲ့ဟာဘာလို့လဲကျွန်တော်အေးတော့ပါဟာသွားပြီးရဆိုတော့အေးတော့တယောက်လာပြီးသွားပြီအရှိပါဒါဆိုတော့မင်းကြီးရာကုတ်ပဲဖြစ်မယ်မင်းကောင်းကြီးအကုန်ပါလို့တော့လေယူသွားပြီတဲ့အဖေကြီးကကျွန်တော်နည်းနည်းတော့ပေးကြမရှိတော့တာမရှိတော့ဘူးလေကုန်ပြီတဲ့ဟာကောင်းကြီးဆိုတော့ပါဇက်နဲ့ပေးရတာနည်းနည်းတော့ပေးလိုက်ပေါ့မရအောင်တော့ဒါတော့ကျန်းစာကဘလို့ပြန်ရင်လဲဆိုတော့မိမိနဲ့ဆိုင်တဲ့တာဦးရအောင်မထီမဲ့နေပြုတဲ့အဲဒီအေးတော့အားတဲ့နောက်မှကောင်းကြီးမြင်ကြအောင်အလွန်အလိုရှိပြီးတော့မျက်ရည်ကျပြီးတော့အဖေစီမှာတောင်းတော်ကြတယ်အဖရဲ့စိတ်ကြောင်းနေခြင်းကိုမတွေ့ရတော့မရတော့ဒါကြောင့်တန်ဖိုးထားတတ်တဲ့သူပဲအဲ့ဒီကောင်းကြီးပေါ့တာလေရတာဖြစ်တယ်ဖះနဲ့ဆိုင်တဲ့ຢာတွေကိုတန်ဖိုးထားတဲ့သူပဲအဲ့ဒီຢာကိုခံစားအဲ့ဒီမှာအေးလို့ရတွေ့ပြီအဲ့ဒီຢာကိုဆိုမင်းတွေ့တဲ့နေရာမှာတော့မင်းကတော့အပိုင်းနေလို့ဓာတ်နဲ့တော့အပိုင်းမင်းကတော့ငါပထမလဲတောင်းရယူသွားအခုလည်းငါကောင်းကြီးတွေပေါ့ဆိုတော့လေယူသွားတယ်တွေ့ပြီရီဘက်ကာသိတယ်ຢာကိုမင်းပြေးတော့မင်းဦးလေးလာမှစီမင်းဘာလုပ်လဲပြေးသွားအမေထွက်လိုက်တယ်ပြောလိုက်ကျောက်ကပြေးတာသူ့ကိုတော့လည်းမသွားရင်နေရာတနေရာရောက်တော့သူဘာလို့လဲဆိုတော့ကြောက်တော့ခေါင်းအောင်ပြီးတော့သူအိတ်တာသူ့ဘွားအမေစီမှာဘာမှမလုပ်မကိုင်တက်တော့တက်နေရတဲ့ဘွားနဲ့တကယ်ကျန်းတဲ့ဘွားဘာလို့လဲရောက်သွားအဲ့ဒီနေရာမှာအိမ်မက်မှတ်လေကားတဲ့နဲ့ကောင်းကင်တမန်တွေကအစင်တန်လုပ်နေတယ်ဟာဒါဘုရားသခင်ရဲ့ကောင်းကင်ဘုံတကားဝပဲဖြစ်မယ်တဲ့အဲ့ဒီနေရာမှာတော့စီလောင်းပြောဘုရားသခင်ကိုကိုးကွယ်ဘုရားသခင်လည်းအဲ့ဒီအိမ်မက်ထဲမှာသူ့ပြောအာဗြဟံဘုရားဣဇက်ရဲ့ဘုရားဖြစ်တယ်မ
မင်းရဲ့ဘုရားလက်ချက်ပဲမင်းကဒီမှာဘာလုပ်မလဲငြိမ်ဖို့ဆိုတာဒီပြိုပြန်ပို့ဆောင်တယ်မနေ့ကျတော့သူကအိမ်ထဲမှာဘုရားသခင်ကိုပြောတယ်ကျွန်တော်ငြိမ်ဖို့ဆိုတာပို့ဆောင်ရင်ကျွန်တော်ဘုရားသခင်ကိုကိုးကွယ်ပါမယ်သူကမှစီလောင်းပြီးတော့အဲ့ဒီညဝေးတယ်အဲ့ဒီညကိုဘာလို့ခေါ်ဆိုဝီသလာလို့ခေါ်တယ်ဝီသလာဆိုတော့ဘုရားရဲ့အိမ်နော်သူကအဲ့ဒါကိုစီလောင်းပြီးအဲ့ဒီညယာကုပ်ကအဲ့ဒီဦးလေးလာမှတယောက်တယ်ဦးလေးလာမှသမီးနှစ်ယောက်ရှိတယ်သမီးနှစ်ယောက်ထဲမှာသူကအငယ်တယောက်ကြိုက်ဘယ်လိုကြိုက်လဲယာခီတော့ကြိုက်ယာခီတော့တွေ့တာလည်းသူကအရင်ကြိုက်တော့ဦးလေးတဲ့ဦးလေးသမီးကိုကျွန်တော်ပေးစားပါပါတယ်ကျွန်တော်ဘာလုပ်ပေးရမလဲမိသားသမီးကိုလို့ကျွန်တော်မင်း9နှစ်ပါတော့မယ်ကြုံခံရမယ်ကြုံခံရမယ်ဆိုအခုခါတပြားမှမရဘာပတ်စံမှမရအလားအလုပ်လုပ်မရဘယ်နှစ်လဲ9နှစ်ပြည့်တဲ့အခါမှာဦးလေးလာကမြင်လာဖို့ရှိစီပြီးပေးစားလိုက်သူတို့ထုံးတယ်ရမျက်နှာဝါလို့ကလည်းအုပ်လားသူကဘယ်သူမှမသိဘူးဒါပေမဲ့ဦးလေးလာကအငယ်နဲ့မပေးသားမနဲ့ဘယ်သူနဲ့ပေးသားလဲအကြီးလေအားနဲ့ပေးသားလိုက်ရကူကမသိဘူးရခေလာပဲထင်တာညဘက်သူမသိဘူးမနဲ့မိုးလေးတော့မှမျက်နှာကိုဖွင့်ကြည့်လိုက်တော့မှဘယ်သူဖြစ်နေလဲသူရစိတ်ဆိုးတော့ဦးလေးကိုဦးလေးရဗျာကျွန်တော်ကြိုက်တယ်ရခေလာသိတာနဲ့မဟုတ်ဘူးတဲ့အားလုံးမှာထုံးစံရှိတယ်အကြီးမယူဘဲနဲ့အငယ်ကြီးတို့မရဘူးမင်းအငယ်လိုချင်နောက်တဲ့9နှစ်ထပ်ကြုံခံရတယ်နော်သူက9ရက်ကြာတဲ့ခါမှာရခေလာနဲ့ပြီးထားတယ်ဒါပေမဲ့နောက်တော့9နှစ်ကြုံခံတယ်ဘယ်နှစ်လဲအားလုံးပေါ့အဲ့ဒီ14နှစ်ကိုနည်းနည်းလေးနှစ်လို့သူထင်တယ်ဘာဖြစ်လို့ဆိုရခေလာကိုချစ်လို့အားကြီးလို့အဲ့ဒီချစ်တဲ့စိတ်က14နှစ်ဆိုတာပါလေးပဲရကုတ်ကဘာတပြားမှမရအောင်တော့အဲ့ဒီမှာရခေလာနဲ့ရတယ်လီအာနဲ့ရတယ်လီအာကတမ်ဖွားနိုင်တယ်ရခေလာကတမ်မဖွားနိုင်အဲ့တော့ရခေလာကသူ့ကျွန်မနဲ့ယာကုပ်ကိုပေးအိတ်တယ်ခလေးနှစ်ယောက်မွေးတယ်လီအာလည်းအားကြမခံသူ့ကျွန်မနဲ့တစ်ခါထပ်ပေးအိတ်တယ်ခလေးနှစ်ယောက်ထည့်ရတယ်နောက်တော့မှလီအာရတယ်နောက်ဆုံးကြတော့မှဘယ်သူထည့်ရလဲဆိုတော့လီအာနောက်ထပ်2ယောက်ထည့်ရလီအာအားလုံးပေါင်း6ယောက်ရတယ်ကျွန်းမ2ယောက်နဲ့2ယောက်ဆိုတော့10ယောက်နော်4ယောက်ဆို10ယောက်နောက်ဆုံးယာခေလာနဲ့ကြပါ2ယောက်ရယောသနဲ့ဗိညမိန်နဲ့2ယောက်အားလုံးပေါင်းဘယ်နှယောက်လဲ12ယောက်နော်အဲ့တော့ယာကုပ်ကြီးကဒီတိုင်းနေတော့ဖြစ်တော့ငါပတ်စံလည်းတရားမရောက်တော့ငါပြန်မယ်ဆိုတော့ तू ကလောက်တာဦးလေးကတော့မပြန်နဲ့ဟုတ်ကွာတဲ့မင်းငါးစီမှာဆက်လုပ်ပါဒီတစ်ခေါက်တော့ငါအဖိုးခပေးပါမယ်မင်းဘာလို့ကျင်လဲတောင်းငါပေးမယ်ကျွန်တော်အများစဉ်းစားမတောင်းပါဘူးတဲ့သူအပြောက်ကြားလေးတွေငွားအပြောက်ကြားလေးတွေစိတ်အပြောက်ကြားလေးတွေဝင်ကျွန်တော်ပေးပါတဲ့ဒီကောင်တော်ညံ့နေကောင်ပဲနော်လာမိုင်းကြီးကစိတ်ထဲမှာပြောတိုးတွေငွားတွေစိတ်တွေဆိုတော့ဘယ်တော့မှမြင်းကြားလို့အပြောက်ကြားတွေဝေးတာမရှိဘူးအမဲစင်းလုံးကြောင်းဝေးပဲအညိုစင်းလုံးကြောင်းဝေးပဲအဖြူစင်းလုံးကြောင်းဝေးပဲအကွက်အပြောက်ကြားတွေဆိုတာတိုးတွေစိတ်တွေမှာဝေးနေဝေးတာမရှိဒါပေမဲ့ဘုရားသခင်အဲ့ဒီယာကုပ်ဘက်မှာရှိတဲ့ကောင်ယာကုပ်ကညမှာအိမ်မက်မှတ်တယ်သူ့အိမ်မက်ထဲမှာအဲ့ဒီတိုးတွေနွားတွေစိတ်တွေအပြောက်ကြားတွေဘာလို့လဲမွေးတယ်သူကလိမ့်ဆန်နေအဲ့လိုရှက်တင်တဲ့ခါမှာတဲ့အစာစားတဲ့နေရာမှာသူဘာလို့လဲဆိုတော့အဲ့တစ်ပင်ရဲ့အခောက်ကိုခွာထားပြီးအဲ့တစ်ပင်ကအတော့နေပါပဲလေအဲ့လိုဖြစ်တယ်အဲ့ဒါကိုကြည့်တဲ့ကောင်ကလိမ့်ဆန်တွေကရှက်တင်တဲ့ခါမှာသူတို့မွေးလာတာကအဲ့လိုအကြားကြားတွေဘာလို့လဲလေခွင်းထဲမှာတိုးတွေလွတ်ထားကြည့်တယ်တိုးအကြားတွေအပူများကြာလာတော့ဘသူရဲ့ပစ္စည်းဥစ္စာအပူများလားယာကုပ်ကလည်းအပူများလားမဦးလေးလာမဖြစ်တော့နော်ဒီဟောနော်ပထမတော့ဘာမှမရအောင်တိုးအကောင့်100ရှင်းဒီကောင်အနည်းဆုံးပေးရ1000တော့ဝယ်ပေးရပါအခုကတော့အကောင့်100ရှင်းအကောင့်90လောက်ကဘယ်သူသာဖြစ်ယာကုပ်ကဖြစ်ဒါတော့များတော့ဖြစ်နော်ဦးလေးလာမယ်မျက်နှာမကောင်းတော့ဦးလေးလာမယ်သားလေးရတယ်တိတ်မကြည့်တဲ့အခါမှာယာကုပ်ကထွက်သူ့မိသားစုနဲ့သူထွက်လာတဲ့အချိန်မှာသူ့စိတ်ထဲမှာမလုံခြုံသူ့ကိုအေးတိုးရအခုတည်းစိတ်ကြီးမှာမဟုတ်သေးဘူးအခုဆို20ရှိပြီမိမနှစ်ယောက်တို့ကြုံခံရတာ14နှစ်သုံးနွားရွယ်ကြုံခံရတာ6နှစ်အလုံးပေါင်း20ရှိတော့ညာလေအေးတိုးရမှာမဟုတ်သေးဘူးတဲ့စိတ်ပြေသေးမှာမဟုတ်ဘူးယာကုပ်ဆိုတာနဲ့ဓာဆွဲပြီးတော့ဘာလို့မှလဲတတ်မှာသူ့ကိုကြောင့်သူသိအရင်ကြမ်းအေးတိုးရသူစိတ်ထဲမှာဘလို့မှလုံးလို့မရ
အဲဒီခါနန်ဒီသူတို့နေတဲ့နေရာရောက်ခံပြီးမှချောင်းလေးတစ်ခုဖြတ်အဲ့ဒီချောင်းလေးကဒူးတော်ပဲရှိပါတယ်ရေရစမ်းချောင်းလေးကိုအဲ့ဒီစမ်းချောင်းလေးတစ်ဖက်ကိုအဲ့ဒီချောင်းတစ်ဖက်ကိုသူ့မိသားစုတွေကျွန်းလေးကိုသူအရင်ဆုံးပြေးဖြတ်လိုက်သူကအစီအစဉ်ဆွဲထားတယ်အရှိဆုံးမှာကျွန်းနှစ်ယောက်လေယာရဲ့ကျွန်းနဲ့ယာမီလာရဲ့ကျွန်းနဲ့သူတို့ရဲ့သားတွေနဲ့ဖားတယ်နောက်တစ်ခါကလေယာအောင်ဖားတယ်လေယာပြီးတဲ့အခါမှာနောက်ဆုံးအောင်လုပ်လာတယ်တော့ယာမီလာအေးတော့ရဒေါသထွက်လို့တက်လာခဲ့တက်လာခဲ့တော့တစ်ဖက်ပြီးတစ်ဖက်တက်လာတက်လာခဲ့အဆုံးသက်ဘယ်သူတော့လွတ်ပါစေယာမီလာလေးတော့လွတ်ပါစေအမေကတော့တိကျ plan နေတယ်သူကဆွဲလာရာကိုကြီးကသူကြောက်အဲ့ဒီချောင်းတော့မဖျက်ဘူးခေါ်ပါနေတာတော့သူ့ပင်မှာကြောက်တယ်နော်တော့သူ့ပင်မှာကြောက်ချောင်းတစ်ပတ်မှနေပြီးတော့တဲ့သူစုပ်တော့တာတညလုံးတဲ့လူတယောက်ရောက်လာတယ်တဲ့ကျမ်းစာထဲမှာလူတယောက်ရောက်လာတဲ့ကောင်အဲ့ဒီလူကို तू ဖတ်ပြီးတော့အဲ့ဒီလူကတာမန်လို့မဟုတ် तू သိတယ်ဒီလူကတာမန်မဟုတ်ဘုရားစီကလာတဲ့လူပဲဖြစ် तू စုအဲ့ဒီလူဖတ်ပြီးစုတော့ဖတ်ပြီးစုတော့တဲ့ကောင်ဟာတဲ့အဲ့ဒီလူကပြောတယ်ရကုန်တဲ့မင်းကောင်လွတ်တော်တယ်မလွတ်ဘူးတဲ့ကျွန်တော်ကောင်းကြီးပေးတယ်မုံမင်းကောင်လွတ်တော်မိုးလင်းတော့မလွတ်ဘူးတဲ့မလွတ်တော့သူ့ရဲ့ပေါင်ကြံထိုးလိုက်တယ်ရကုန်ပေါင်စင်းမှာလို့ကလည်းပြုတ်ဒါကြောင့်ဣသရေလလူမျိုးတွေကတဲ့နွားကိုစားတဲ့အခါမှာအဲ့ဒီပေါင်ကြောမှာရှိတဲ့အဲ့ဒီအကျော်သူတို့မစားဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ဘိုးဘွေးကြီးယာကုပ်ကပေါင်စစ်ပြုတ်ခဲ့တော့ကြောင့်ဖြစ်တယ်ဟုတ်။ကျမ်းစာမှာရမယ်ကြီး။အဲ့တော့နမလုံးကဘင်းကောင်လွတ်တော့မလွတ်ဘူးတဲ့။ဒီမှာကျွန်တော်ကဘာလဲလဲ။ပေါင်စစ်ပြုတ်ပြီးတော့ထော့ကျဖြစ်တယ်။လက်ကဘာလို့သွားလဲ။လုံးဝဖတ်တာ။နမလုံးကလည်းမှားတယ်နှစ်ယောက်။ဖျားနဲ့လူနဲ့နမလုံးကဘယ်သူနိုင်သွားတယ်ဖျားနဲ့လူနဲ့လက်မလုံးတော့သူနိုင်သွားတယ်ရောက်တော့နိုင်သွားတယ်ရောက်တော့နိုင်သွားတယ်တကယ်တော့လူနဲ့ဖျားနဲ့နှစ်ပန်းလုံးတော့လူနိုင်ကြအကြောင်းမရှိပါဘူးဖျားပဲနိုင်ပါဘောဒါပေမဲ့ဖျားစရာဘာလို့လဲဆိုတော့အနိုင်ပေးလိုက်တာဘာလို့လဲဆိုတော့အနိုင်ပေးလိုက်အလောက်ဒီကောင်းကြီးကိုလူချင်းမတော့မြို့ကဘာလို့လဲအနိုင်ပေးလိုက်မယ်အဲ့ဒီရာကိုကြီးကအနိုင်ရအဲ့ဒီကောင်ကဘုရားကြီးကပြောတယ်မင်းတလောက်တော့အရင်ဆန္ဒပြင်းပြတယ်တလောက်တော့ကောင်းကြီးလို့ချင်းငါမင်းကိုကောင်းကြီးပေးလိုက်ကွာမင်းနာမည်လို့ခေါ်တယ်ကျွန်တော်နာမည်ရှာဖို့ပါဒီနေ့ဆိုင်မင်းနာမည်ရှာဖို့လို့မခေါ်ဘူးမင်းနာမည်ကိုဣသရေလလို့ပြောဣသရေအခုရှိနေတယ်ဣသရေလနိုင်ဣသရေလလို့ပြောဣသရေလဆိုတဲ့အဓိပ္ပာယ်ကလူနဲ့၎င်းမင်းနဲ့၎င်းဆိုင်ပြိုင်ပြီးတော့အနိုင်ရတော့လို့ဖြစ်တယ်မင်းကအောင်မြင်တော့ဆိုတော့အခုဘုရားနဲ့ဘာလို့မှမနိုင်သွားလဲမင်းနိုင်သွားတယ်အဲ့တော့မင်းကအနိုင်ရတော့သူဖြစ်တယ်ဘယ်တော့မှမင်းကဖျားသခင်အဲ့ဒီအနိုင်ရတော့သူဖြစ်တယ်ဆိုတော့သိစေချင်လို့သူဘာလုပ်လိုက်လဲအရှုံးပေးလိုက်တယ်မင်းကဘယ်တော့မှရှုံးမဲ့သူကိုမင်းကဘာလုပ်လို့လဲအနိုင်ရတော့သူဖြစ်တယ်အဲ့ဒီကောင်းကြီးမင်းအောင်ပေးလိုက်ယာကုပ်ကအဲ့တော့မှစိတ်ချလက်ချလှုပ်ပေးလိုက်သူအဲ့ဒီကောင်းကြီးကိုရမှာသူဘာလုပ်တော့လဲစိတ်ချတော့သူ့ကိုအေးတော့နဲ့သူတွေ့ရင်တော့ကျွန်တော်မေးမယ်ယာကုပ်ကကောင်းကြီးတောင်းရအောင်ကောင်းကြီးမရသေးဘူးရပြီးသားသူ့ဖေဣဇက်ကြီးတို့ဘာလို့ပြီးသားပေးပြီးသားဘာလို့ဒီမှာကောင်းကြီးထပ်တော့ကောင်းကြီးရပြီးသားဆိုတဲ့အပြင်မတ်တပ်တွေရောရှိတာမရှိလားရှိတာပေါ့သူတိုးတွေနွားတွေဦးလေးလာပန်ကြီးကတောင်းတဲ့ခါမှာအပြောက်ကြားတွေကမွေးတာဖျားသခင်ရဲ့ကောင်းကြီးမြင်ကြတာကအပြင်မှာတပ်တွေထူတော့မထူတာထူတယ်ခြေတော်စီတိုင်းအပြင်တပ်တွေထအတွင်းတပ်တွေအပေါ်ရေးရှိတယ်အပြင်မှာဘလောက်မှဗန်ထဲမှာဘလောက်မှဆိုင်ရှိဘလောက်မိတ်ဆွေတွေသိပါစေဘလောက်အခြေအနေတွေကောင်းပါစေအပြင်မှာဘလောက်တော့သိအနေထားတွေကစိတ်ချမှုရှိပါစေအတွင်းထဲမှာစိတ်ချမှုမရှိရင်လူကဘလို့မှစိတ်ချမှုမရှိဒါပေမဲ့အတွင်းမှာရိုင်နေနေဘလို့မှသက်ရှင်လို့မရအဲ့ဒီအတွင်းထဲကစိတ်ချမှုဆိုတော့ဘယ်သူပဲပြေးလိုက်ဖျားပဲပြေးလိုက်တော့ဖျားစီကအတန်မကြားရမချင်းသူအေးတော့နဲ့တွေ့ရလားမတွေ့ရဟိုမှာတော့သူ့ဖေစီကနေကောင်းကြီးတွေသူဘာလို့ပြီးသားရပြီးသားပါဒါပေမဲ့ဖျားသခင်စီကတိုက်ရိုက်သူဘာလို့ချင်လဲအတီးပြုချက်ဖျားကျွန်တော်နဲ့အတူရှိပါတယ်ဆိုအတီးပြုချက်ကျွန်တော်ဘာလို့ချင်လဲရချင်တယ်အားကြောင့်အသေးအံနဗန်းလုံးပြီးတော့ဖျားနဲ့ဆုတောင်းနဗန်းလုံးပြီးဆုတောင်းတော့ဆုတောင်းတဲ့ကောင်ဖျားသခင်သူ့ကိုပြောလိုက်တယ်မင်းဟာဣသရေလဖျားထူးဆန်းတာကဖျားလူလူကောင်းကြီးပဲနာမည်ပြောင်းဖြစ်နာမည်ပြောင်းဖြစ်အာပြန်ဆိုလေသူ့နာမည်ကအာဗြဟံတော့ငါကအာပြန်ပဲသူအသက်69နှစ်မှာ
ဘုရားသခင်ကသားသမီးကိုပြီးတော့မဲ့အချိန်မှာမင်းနာမည်ပြောင်းပြလိုက်အာဗြဟံမဟုတ်ဘူးမဖြစ်ရမယ်အာဗြဟံဖြစ်ရမင်းမျိုးသမီးကစာရဲကိုပြောင်းပြလိုက်တယ်ဘာဖြစ်ရမလဲစာရာအာဗြဟံဆိုတာလူမျိုးကြီးနော်လူမျိုးကြီးအာဗြဟံဆိုတာလူမျိုးအများတို့ရဲ့ဖခင်မင်းကလူမျိုးအများကြီးရဲ့ဖခင်အာဗြဟံလို့ခေါ်လိုက်တိုင်းမှာလူမျိုးများတို့ဖခင်ကြီးဘာမှလည်းလူမျိုးများတော့တရားမှမရှိဘူးခသိတရားမရှိသေးဘုရားကအရင်ဆုံးဘာလို့ဖြစ်လဲနာမည်ပြောင်းဖြစ်တယ်အရင်ဆုံးဘာလို့ခိုင်းရလဲယုံကြည်ခိုင်းတာအရင်ဆုံးဘာလို့ခိုင်းတာလဲယုံကြည်ခသိတရားမှမရှိသေးဒါပေမဲ့ဘာလို့လဲယုံကြည်ခိုင်းတာအရင်ဆုံးအဲ့ဒီယုံကြည်ခြင်းကိုဝင်ခံခိုင်းတာနာမည်ခေါ်လိုက်မှာသူကယုံကြည်ခြင်းဖြစ်တယ်အာဗြဟံဆိုတဲ့ထိုင်မှာသူ့မျိုးသမီးနာမည်ကစာရဲဆိုတာ princess မင်းသမီးစာရာကြတော့လူမျိုးအများတို့ရဲ့ the nation of mother လူမျိုးအများတို့ရဲ့မိခင်ကြီးလို့ပြောရစာရာလို့ခေါ်လိုက်ပါဟာလူမျိုးအများတို့ရဲ့ခလေးတို့ရဲ့အမွေပေါ့ဗျာဘာမှခလေးတွေကမရှိဘူးဘုရားသခင်အရင်ဆုံးဘာလို့ခိုင်းလဲအပြစ်မှဖြစ်ခင်မှာအရင်ဆုံးဘာလို့ခိုင်းလဲအတွင်းထဲမှာယုံကြည်ခိုင်းအတွင်းထဲမှာစိတ်ချခိုင်းဒါကြောင့်ဘုရားသခင်ကောင်းကြီးပေးလိုက်တဲ့လူတိုင်းတွေမှာဘုရားသခင်ကောင်းကြီးပေးတော့မယ်ဆိုရင်တော့ဘာပြောင်းနာမည်ပြောင်းမယ်အခုယာကုပ်လည်းဘုရားသခင်ကောင်းကြီးပေးပြီဘာပြောင်းပေးလိုက်လဲဘုရားကောင်းကြီးကရောစာချုပ်စာတမ်းနဲ့ဘာလို့အောင်ရှိနာမည်လေးပဲပြောင်းလိုက်မင်းနာမည်လေးကယာကုပ်မှုတော့မဖြစ်ရမယ်ဣသရေလဖြစ်ရမယ်ကျမ်းစာထဲမှာအဲ့လိုနာမည်ပြောင်းတဲ့လူတွေတွေ့ဘူးလားတွေ့ဘူးရနော်ကျမ်းစာထဲမှာအဲ့လိုနာမည်ပြောင်းတဲ့လူတွေဓမ္မတစ်ကျမ်းစာမှာဆိုရင်သူတို့ကနာမည်နှစ်ခုစီရှိရတယ်ဟေဗြဲနာမည်နဲ့ဂရိနာမည်နှစ်မျိုးစီရှိတယ်ဒါပေမဲ့နောက်ပိုင်းမှာသခင်ရှုသုံးတဲ့နာမည်တွေရှိတယ်ဥပမာဆိုတငါတဲ့ပေတရုဆိုရင်သူ့နာမည်ကရှိမောတော့ပေတရုဆိုတဲ့နာမည်ကိုသူကပေးလိုက်ယေရှုကပေးလိုက်မင်းကကြောက်ဖြစ်တယ်တဲ့ပတ်စောတော့အဲ့ဒါပေတရုမင်းကကြောက်ဖြစ်တယ်အဲ့ဒီပုံမှာငါအသင်မှာဘာလုပ်လဲဒီဆောက်မယ်အဲ့တော့သူ့နာမည်နောက်ပိုင်းမှာသူကရှိမောလို့မခေါ်တော့နောက်ပိုင်းမှာဘယ်လိုလဲခေါ်လဲပေတရုကရှိမောဩဝါဒစာဆိုရှိလားမရှိပါဘူးရှင်ပေတရုဩဝါဒစာရှိတယ်သူ့ကိုပေတရုလို့ပဲခေါ်လိုက်ဘုရားသခင်အသုံးပြုတဲ့တမန်တော်ကြီးရှင်ဘောလူငါကသူ့နာမည်ကရှောလူအဲ့ဒီရှောလူကနေသူ့ရဲ့အသက်တော်ဘုရားသခင်အသုံးပြုတဲ့အခါမှာနောက်ပိုင်းမှာသူ့ကိုဘယ်လိုနာမည်သုံးလဲဘောလူလို့ရှင်ဘောလူဒါဘုရားသခင်သုံးတဲ့လူတွေမှာနာမည်ပြောင်းတော့ဒါဆိုငါတို့လည်းဒီနေ့အစားနာမည်ပြောင်းရဆိုအဲ့လိုလားနော်ဒီနေ့နာမည်ပြောင်းရမဟုတ်ဘူးကျွန်တော်များကြီးနာမည်ပြောင်းပြီးသားပါယေရှုခရစ်တော်အပြင်ငါကတော့ကျွန်တော်ကအပြစ်ပါယေရှုကိုယုံတဲ့ကောင်ပါသားလေနာမည်ပြောင်းပြီးသားငါကတော့ကျွန်တော်တို့ကအပြစ်နဲ့မကင်းတဲ့သူတခင်ရှုယုံပြီးတဲ့အခါကျွန်တော်ကထောက်ပံ့တော်သူငါကတော့ကျွန်တော်တို့ကနေရဲသွားမဲ့သူတခင်ရှုယုံပြီးတဲ့အခါကျွန်တော်ကဘာနိုင်ငံသားကောင်းတဲ့နိုင်ငံသားနာမည်ပြောင်းသွားတယ်အဲ့ဒီပြောင်းသွားတဲ့ຢာတွေကိုကျွန်တော်သိမှဖို့အင်မတန်အရေးကြီးပါတယ်အခုဒီမှာယာကုပ်ကြီးကိုဘုရားကနာမည်ပြောင်းပေးတယ်အဲ့ဒီနဗန်းလုံးတဲ့သူကဘုရားလုံးကောင်းကင်တမန်လုံးလူလိုထင်ရတကယ်တော့မဟုတ်ဘုရားသခင်ကိုယ်တိုင်ပဲအဲ့ဒီဘုရားသခင်ကဘယ်လိုလဲဆိုတော့ယေရှုခရစ်တော်ကိုယ်တိုင်ပဲအဲ့ဓမ္မဟောင်းမှာသခင်ယေရှုရဲ့ထင်ရှားခြင်းတွေရှိတာမရှိလားရှိတယ်ဓမ္မဟောင်းမှာသခင်ယေရှုရဲ့အာဗြဟံစီကိုအဲ့တဲ့ကောင်းအောင်ရောက်လာတယ်နှစ်ယောက်ကကောင်းကင်တမန်တစ်ယောက်ကလည်းသခင်ယေရှုပဲလူစားပြီးမခံသေးဘူးနော်ဘုရားစာပြီးနဲ့ပဲသခင်ယေရှုလောကကိုကြွလာတဲ့အချိန်ရှိတယ်အဲ့ဒါကခဏမချုပ်နမိတ်လက္ခဏာလုံးဖို့အတွက်ဘုရားသခင်ကြွလာတဲ့အချိန်လူစားပြီးခံရတဲ့အကြောင်းရင်းကဘာကြောင့်ယေရှုကဟိုတော်ဟောင်းတော့လည်းဒီလိုကြွလာတာဘာလို့မကြွလာဘဲနဲ့မေရိုမာရိယဝမ်းထဲမှာလူလိုပြိတ္တိပြီးတော့လာရတာလေဘာကြောင့်လို့ထင်လဲလူသားအားလုံးရဲ့အပြစ်ကိုယူဆောင်မှုကခန္ဓာဆိုတဲ့အဲ့လူရဲ့အသွေးသားကိုဘာလို့ လဲယူဆောင်ရတာအဲ့ဒီအသွေးသားကိုဆောင်တော့မှလူသားအားလုံးရဲ့အပြစ်ကိုဘာလို့လုပ်ရလဲယူတင်ဝတ်ဆောင်လို့ရအဲ့ဒါမှတင်လို့ရဒါကြောင့်မို့လူစားတိတာခံဒါပေမဲ့သခင်ရှုကလူစားတိခံမှာဘုရားဖြစ်တဲ့ဘုရားမို့ငကိုတွေကဘာလုပ်လဲရှိတဲ့ဘုရားပဲအာဗြဟံစီ3ယောက်လာတယ်ဧည့်သည်3ယောက်အဲ့ထဲမှာသခင်ရှုပါအဲ့တော့ခမဲတော်ဆိုတာပြလုံးနဲ့မြင်လို့ရတာမရခမဲတော်ဖိလိပ္ပုကပြောခမဲတော်ကျွန်တော်ပြပါတဲ့ပြရင်ကျွန်တော်အလိုပြည့်စုံမယ်ဖိလိပ္ပုပြောတယ်ကျွန်တော်ကျမ်းစာဖတ်ဘူးလေတပည့်တော်လေတမန်တော်ဆက်လာပါတဲ့ဖိလိပ္ပုကပြောခမဲတော်ကျွန်တော်ပြရင်ကျွန်တော်အလိုပြည့်စုံမယ်ခမဲတော်မျိုးလုံးနဲ့မြင်လို့မရဖိလိပ္ပုဤမြကာလပတ်လုံးငါမင်းလုံးနဲ့အတူရှိပြီးမှ
မင်းမသိဘူးလားငါ့ကိုမြင်တော့သူဟာငါနဲ့ခမီးတော်နဲ့တလုံးငါ့ကိုမြင်တာခမီးတော်မြင်တာနဲ့အတူတူပဲတော့တာကိုပြောချင်တယ်ဒါကြောင့်မို့တကယ်ရှုခွတော်ဘုရားကဓမ္မဟောင်းကာလမှာသူလောကမှာလာလှုပ်တဲ့အရာတွေအများကြီးရှိဓမ္မကျမ်းစာတယ်အဲ့ဒီဧည့်သည်၃ယောက်ထဲမှာ၂ယောက်ကဘယ်ကိုဆက်သွားလဲတောလုံးနဲ့ကောင်းမရမျိုးကိုဆက်သွားတယ်လောတောက်ခဲတဲ့ကောင်ကောင်းကင်တမန်၂ယောက်အဲ့ဒါအာဗြဟံကြီးလာပြီးတော့ဘာလို့လဲဆက်သွားတာကောင်းကင်တမန်ဒါပေမဲ့တယောက်ကဘယ်သူနဲ့ရက်ပြီးစကားပြောနေလဲအဲ့မှာဘုရားသခင်လို့သုံးတော့ရက်ပြီးတော့စကားပြောတော့သူတဲ့ဘုရားသခင်ကိုလည်းဖြစ်တယ်အဲ့ဒါသခင်ရှုအဲ့ဒီဘုရားသခင်ရှုကိုလည်းအာဗြဟံကဒီတောလုံးနဲ့ကောင်းမရမဖြစ်စည်းပါနဲ့ရှောက်မတဲ့သူ90ရှိ45ယောက်ရှိ40ရှိတခုခုလျှော့တာနောက်ဆုံး10ယောက်တော့မရှိဘူးအဲ့တော့တောလုံးနဲ့ကောင်းမရမျိုးကိုဖြစ်စည်းလိုက်ရအဲ့ဒီမှာတစ်ခေါက်တွေ့ရတယ်ရှာရုပ်ပြချက်ပြည်ကိုတော့မီးနဲ့ပြချလိုက်တော့ဘယ်နှယောက်ဖြစ်နေလဲ4ယောက်တခြားတော့3ယောက်တယောက်ကဘုရားသခင်သားတော့စင်းတယ်လည်းတကယ်ရှုပဲတကယ်ရှုရှိနေတော့အဲ့ဒါမှာအဲ့တော့တကယ်ရှုရဲ့လုံးဆောင်ချက်တွေကဓမ္မဟောင်းကာလမှာအများကြီးတွေ့နေရအခုလည်းဒီမှာယာကုပ်နဲ့ဓမ္မလုံးတာတကယ်ရှုပဲအာဗြဟံသူ့ရဲ့လောတစီကလောတောက်ဖမ်းသွားတဲ့ခါမှာသွားကယ်ပြီးတော့ဆယ်ဘုတို့ပေးတယ်ဆိုတော့ကျမ်းပိုင်ဖတ်ဘူးလေအဲ့ဒီမှာဘယ်လိုသုံးလဲမေလခီအဲ့ဒါလည်းသခင်ရှုပဲအဲ့ဒီပြည့်ကျမ်းတော်ပြန်ဖတ်မှာတွေ့ရအဲ့မေလခီစီတက်ကအသက်အပိုင်းချောင်းရှိတော့ဘွားကလေးပေါ်လာပြီးတော့ပြန်ပြောက်သွားတာဘယ်သူမှမသိအဲ့ဒါသခင်ရှုပဲဒါကြောင့်မို့ကျွန်တော်ဘွားအသက်တာထဲမှာသခင်ရှုရဲ့လှုပ်ဆောင်ချက်တွေကျမ်းစာမှာတွေ့ရရကုနဲ့ဓမ္မလုံးတာသခင်ရှုဘာဖြစ်လို့လဲကောင်းကင်ဓမ္မဆိုတာကောင်းကြီးပေးလို့ပါမင်းကဒီလိုနာမည်ပြောင်းပေးလို့ပါကောင်းကင်ဓမ္မဆိုတာဖခင်ရဲ့တရင်စကားကိုဝယ်ပါလို့သူသေဆောင်တော်သူဒါဖခင်ကိုယ်တိုင်ပဲနာမည်ကိုပြောင်းပေးလိုက်ဒီနေ့ဆိုင်မင်းကမင်းနဲ့၎င်းလူနဲ့၎င်းဆိုင်ပြန်ပြီးတော့မင်းကဘရောတော့မရှုံးတဲ့သူမင်းကဘာလို့လုပ်သူလဲအောင်မြင်တော့တယ်အဲ့တော့ Israel ဘရောတော့မရှုံးသူအောင်မြင်တော့အဲ့ဒီကောင်းကြီးကိုခံစားအဲ့ဒီဖခင်ကြီးကအတီးယူချက်စိတ်ချမှုနဲ့ရအောင်သူ့ကိုအေးတော်နဲ့သူဘာလုပ်လဲသွားတွေ့ရတယ်ကွာသူ့ကိုအေးတော်ပါတဲ့လူ400နဲ့ဘာလုပ်လဲချီလာတယ်လူ400နဲ့တူးစီကိုတားတယ်ဆိုတော့ကလာချိုးတာလေရင်ဝင်းမှာဆရာမြတ်နေလို့လာမယ်လူ400နဲ့လာချိုးရင်နည်းနည်းအောင်ဘယ်လိုလဲလူ400နဲ့လာချိုးတယ်ဆိုတော့ဒါတစ်မျိုးဖြစ်ပါလေလူ400နဲ့ဆိုတော့လာချိုးတာတော့မဖြစ်နိုင်တာဘာများလဲတခုခုများလုံးမလားရခုကြီးသိတယ်သူ့ကိုအေးတော့လူ400နဲ့လာပြီးဆိုတော့ဘာလို့လဲလာတက်ဖို့အကုန်တက်ပြမှာလူ400နဲ့ဆိုလာချိုးရမို့လာချိုးရင်400မလို့ဘူးတော်ပြီအပေပန်းခံတယ်မလို့လာချိုးရင်လူ40လောက်နဲ့လည်းရတယ်14ရက်လောက်နဲ့လည်းရတယ်ဒါပေမဲ့လာချိုးတာမဟုတ်လာတက်ဒါပေမဲ့အဲ့400နဲ့ချီတာလားတဲ့ तू မသွားရဲဟိုဘက်ကိုအရင်ပို့ထားတာ तू မိသားစုတွေ तू စုတော်မှာဖျားပကြီးကစိတ်ချမှုဖြေရောက်ဒါကြောင့်မို့ပင်လဲရာကုတ်ကဲ့သို့ဖျားနဲ့နှပန်းလုံးပြီးတော့ဒီကာလမှာစုတော်မှာအဲ့ဒီစိတ်ချမှုဖြေကိုဖျားပေးမှာဖြစ်ဘုရားကစိတ်ချမှုအဲ့ဒီစိတ်ချမှုကအထဲထဲမှာရောက်လာရင်လေဘယ်ရန်သူဖြစ်ဖြစ်သင်ရင်ဆိုင်ရဲသွားတယ်အေးလို့ရောဘာမှကြောက်ရအောင်ကြောက်တော့မှယေရှုစကြောက်တာ तू မဖြတ်ရဲဘူးဒီချောင်းလေးတစ်ပေါက်တော့ဖြတ်ရဲဘူးဒါပေမဲ့ तू ထွက်တွေ့တဲ့ခါမှာအေးလို့ရသတ်ဖို့တာလေအေးတော့လေးတန်ပြောင်းသွားတယ်ဟာကိုအေးတော့မင်းဒါတွေဘာလို့တော့လဲဟောလက်ဆောင်ပြီမဟုတ်ဘူးအခုတော့ပါနဲ့လက်ဆောင်နေတယ်တော့စိတ်ပြအောင်လက်ဆောင်မလို့ပါဘူးကွာငါကြီးဒီလက်ဆောင်ငါစီကမြေကြီးကျိတဲ့မင်းကြက်တဲ့နေရာနေလို့ရတယ်အမေလာတက်မဲ့လူကဘာလို့လဲနေဖို့အတွက်နေရာတွေတော့ဘာလို့လဲစီစဉ်ပေးတယ်မင်းကြက်တဲ့နေရာနေစမ်းပါလားရန်သူရှိမှဆိုဘွဲခင်းတယ်ဆိုတာဒါပြောတာအေးစေးပဲဖျားသခင်ပါတဲ့ခါမှာလေအဲ့ဒီအတွင်းထဲမှာစိတ်ချမှုရှိတဲ့ခါအဲ့ဒီ blessing ကြီးကသူ့ပေါ်မှာရှိတဲ့ခါတောက်ဖို့လာတဲ့ရန်သူတော်မှာသူ့နေရာပြန်ပေးရတယ်နေရာယူစမ်းမှာကွာတဲ့နေရာလည်းအေးစေးပါလေနော်စိတ်ပြောင်းသွားဤတော်ရအဲ့ဒါဘုရားရဲ့ပိတ်သိဖြစ်ဘုရားသခင်ရဲ့ကောင်းကြီးမြင်တော့ဘုရားသခင်ရဲ့ကောင်းကြီးမြင်လားယေရှုခရစ်တော်ဒီဟုတော့အဲ့ဒီဘုရားရဲ့ကောင်းကြီးမြင်လားသင်တဲ့အတူရှိတဲ့အခါမှာယံသူတော်မှသင်ကိုနေရာပြန်ပေးရအေးစေးပဲအဲ့ဒီစိတ်ချမှုရှိဖို့ကကျွန်တော်အေးကြီးတာအဲ့ဒီစိတ်ချမှုမရှိရင်လားကျွန်တော်ကအေးတော်နဲ့ရင်ဆိုင်ရဲလားရင်မဆိုင်ရဲဘူးတဲ့မို့ကျွန်တော်ဒီကလန်းလေးမှာဘုရားသခင်ကယာကုပ်ရဲ့ပေါင်ဘာလို့ထိုးလိုက်ရတာယူဒနန်ဆိုလည်းရပါတယ်နံပါတ်လုံးဘာလို့ထိုးပြီးတော့ဟိုမှာခြေတော့ကဘာလို့သွားလဲပြုတ်သွားတာပေါင်စိပြုတ်သွားဘာလို့လဲထင်လားကျွန်တော်ထင်တယ်ယာကုပ်ကြီးကလေသူစဉ်းစားထားတာ
အေးတော့တောင်းမှလို့မရပဲတက်လာခင်သူဘာလုပ်မလဲထွက်ပြေးမှာသူကမတိုက်ရင်သူဘာလုပ်မှာလဲပြေးမှာတော့သူပြေးဖို့လည်းကိုယ်တည်းပြင်ဆင်ထားတာဟိုဘက်ချောင်းတစ်ဖက်လာဘူးသူလက်မှာခြေတော့ကောင်းတော့ဘာလုပ်လဲပြေးပြီအဲ့တော့ဘုရားကဒဲလို့ခြေတော့ကချိုးရောပြေးလို့မရတော့သိဖို့ရှိတော့တယ်အဲ့တော့ဘုရားကြီးကိုတော်မကင်ရင်ပါလေကျွန်တော်ကသိလမ်းပဲရှိသွားတော့တယ်ဘုရားပြေးလို့မရတော့ဘာလို့အားနဲ့အောင်ဘာလုပ်ပဲလဲကျွန်တော်အားနဲ့အောင်ဘုရားတစ်ခါလေးမှလုပ်လိုက်အဲ့ဘာလုပ်လဲသူ့ကိုပဲအားကိုးတက်မှုဖြစ်တယ်လူကအားကိုးစရာတခုရှိသေးတယ်ကိုယ့်ဘာကိုဘာလုပ်မှလဲရုပ်ထွက်မှကိုယ့်ဘာကိုလုံးမှစဉ်းစားသေးတာဒါပေမဲ့အားကိုးစရာဘုရားမရှိဘူးဘုရားသခင်ကိုတော်မစားပါဆိုတဲ့ကောင်မှာအဲ့ဒီစိတ်ချမှုကြီးအထဲမှာရောက်ဘုရားရဲ့နှုတ်ကပတ်တော်အထဲမှာမင်းဒီနေ့ဆိုင်မင်းကယာကုပ်မဟုတ်တော့မင်းကလိမ့်လည်တော့မဟုတ်မင်းက Israel ဆိုမင်းကအောင်မြင်တော်သူဒီနေ့ကျွန်တော်ကကြာရှုံးတော်သူလားအောင်မြင်တော်သူလားအောင်မြင်တော်သူကျွန်တော်နာမည်ပြောင်းသွားပြီနော်ကျွန်တော်အောင်မြင်တော်သူဖြစ်တယ်အဲ့ဒါဘုသူအောင်မြင်လဲယေရှုခရစ်အားဖြင့်အဲ့ဒီစိတ်ချမှုရတဲ့ခါမှာအေးတော်ယုံရင်ဆိုင်ရတော့သင်လည်းအဲ့ဒီစိတ်ချမှုရတဲ့ခါမှာဘယ်ရန်သူဖြစ်ဖြစ်သင်ရင်ဆိုင်ရတော့တယ်ဘဝသက်တာထဲမှာရန်သူတွေအများကြီးပါပဲလောကမာနဆိုးရဲ့တိုက်ခတ်မှုတွေတလင်းတွေကြောက်စရာတွေလောကရဲ့အများကြီးဒါပေမဲ့အဲ့ဒါတွေကိုရင်ဆိုင်နိုင်မှုတော့အတွင်းထဲမှာစိတ်ချမှုရှိဖို့အရေးကြီးတယ်အဲ့အတွင်းထဲကစိတ်ချမှုကဘယ်သူပေးမှရလဲဘုရားပေးမှရဒါကြောင့်သင်ရဲ့စိုးရင်မှုရှိတယ်တော့ဘယ်သူလက်ထဲအပ်လိုက်ဘုရားလက်ထဲအပ်လိုက်ဘုရားသခင်သင်ကိုဘယ်လိုကြည့်ရှုနေလဲတတိနဲ့သင်ထဲမှာစိတ်ချမှုကိုခံစားအောင်အဲ့ဒီစိတ်ချမှုနဲ့သင်နေ့စဉ်အသက်ရှင်လိုက်နောက်ပြီးတော့ခုနကကိုရဲဝတ္ထုလည်းဝင်လာတယ်ဟာနာကရှီလောမျိုးကိုမပိတ်မှတော့ရှိတယ်အဲ့ဒီနှစ်စင်တိုင်းရှီလောမျိုးမှာသူတို့သွားဖျားရှင်ဖို့လေကိုးကွယ်တဲ့ချိန်တိုင်းမှာသူကစိတ်ကြည်ပွဲရတယ်ရန်သူကသူ့ကိုနှောက်ရှက်တယ်သူများတွေကသူ့ကိုကိတ်တယ်ဣသရေလလူတွေကကလေးမရအချိန်ချင်းခံအမြုံကစာသိပြောအဲ့လိုပြောတဲ့ခါမှာသူ့ရဲ့အမျိုးသားကလည်းမိန်းမ2ယောက်ရှိတယ်တယောက်ကကလေးရတယ်သူကြတော့ဟာသူကတောင်းလျှောက်သူများရဲ့အကျိုးဆိုဘာလုပ်နေရလဲခံနေရအဲ့ဒါခံနေရတဲ့ခါမှာဘုရားအိမ်တော်သွားတိုင်းမျက်ရည်နဲ့ဆူတော့သူမျက်နှာကြည့်အမြဲတမ်းညှိုးငယ်တိမ်ငယ်တွေကဟိုတောင်းမှာပဲကတ်နေရသူဟာလူတော်လည်းမတူရဲ့သူများရဲ့အပြောဆိုခံလမ်းသွားရင်လည်းထင်နေပေါ့မနေရဘူးသူ့ဘဝကြီးကတိမ်ငယ်ပြီးအဲ့ဆိုးရိစိတ်တွေနဲ့အသက်ရှင်ရတနေ့မှာတော့ရှီလုံတို့သွားတဲ့ခါမှာတော့သူဘုရားခင်ကိုဆုတောင်းတော့ဘလောက်တိတော့တောင်းလဲဆိုရင်တဲ့နှခမ်းတော့လုံနေတယ်တဲ့ဒါပေမဲ့အတန်စကားတန်မထွက်ဘူးပါဇက်ကနှုတ်စိတ်နှလုံးနဲ့တောင်းတဲ့ခါမှာလေပါဇက်ကနှုတ်နေပဲအတန်မထွက်ဘူးဘာနဲ့တူလဲဆိုတော့အရက်သမားတွေအရက်မူးနေရတယ်တော့မူးတော့အဲ့လိုညီးတဲ့တန်ပေါ့စကားလုံးတန်မထွက်ဘာတန်မထွက်လဲညီးတဲ့တန်မထွက်ပရောဖက်ယေဘရဟိတ်ကြီးအေလိယဟာမင်းအစိုးရှိတယ်ကွာတဲ့ဘာလို့ရှင်းဘူးနေပါလေဘယ်ကာလမင်းစပီးကိုတော့စပီးကိုရှောင်တော့တဲ့စပီးကိုရှောင်တော့တဲ့အဲ့ဒီမှာဟာနာမဟုတ်ပါရှင်ကျွန်မစိတ်ညှိုးငယ်တော့မိမဖြစ်ပါလေစပီးကိုမတော့ပါဘူးတဲ့တေးပေးကိုမတော့ပါထောင်ဘုရားရှိတော်၌စိတ်နှလုံးကိုသုံးလောင်းနေရဲ့ဘုရားသခင်ချင်းမှာသူ့စိတ်နှလုံးကိုဘာလုပ်နေလဲသုံးလောင်းနေတယ်။အော်ဟာနာရဲ့နှလုံးသားဘယ်လိုဖြစ်လဲ။အရှိပြောတော့တော့ကျိုးပဲ့ကြည်မွားတဲ့အစ်စ်မို့ဘာလို့လဲ။အရှိပြောလို့ဘုရားရှိခိုးမှာသူ့စိတ်နှလုံးသုံးလောင်းနေ။အဲ့ဒီလိုရှိအောင်လား။ဒီနေ့ကျွန်တော်နှလုံးသားတွေကျိုးပဲ့ကြည်မွားပြီလား။ကျွန်တော်နှလုံးသားတွေကမာကျောနေပြီဘုရားသခင်အခြေအနေကိုမပြောင်းလဲသေးဘူး။ကျွန်တော်နှလုံးသားတွေကကျိုးပဲ့ကြည်မွားပြီဆိုရင်ဘုရားသခင်ကိုလိုပဲလုပ်ပါလေကိုလိုကယ်မပဲရမှာပါဆိုပြီးတော့ဘုရားသခင်ကိုကျိုးပဲ့ကြည်မွားတဲ့စိတ်နဲ့သင်တိုးဝင်မယ်ဆိုရင်50ခုမြောက်သောစာလံမှာဒီလိုရေးတယ်ကျိုးပဲ့ကြည်မွားသောနှလုံးကိုဘုရားသခင်သည်ညင်းပယ်တော့မမူတတ်ပါဘုရားသခင်ကဘလို့နှလုံးသားနဲ့ဆုတောင်းတော့မငြင်းဘူးလေကျိုးပဲ့ကြည်မွားတဲ့နှလုံးသားနဲ့ဆုတောင်းတော့ဘုရားလုံးဝမငြင်းဘူးဘုရားအဖြေပေးဖို့ပေးပါဒီမှာကျိုးပဲ့ကြည်မွားရုံမကအောင်နှလုံးသားအရင်ပျော်ပြီးတော့ဘုရားရှိခိုးဘာလုပ်လဲသုံးလောင်းနေတာနှခမ်းသာလုပ်နေပြီမဲ့စကလုံးတော့မထွက်တော့အဲ့ဒီလိုဆုတောင်းနေတဲ့ခါမှာဘရောဝကြီးအေလီယာဘာလို့လဲဆိုတော့ sorry ယေဘရဟိတ်ကြီးအေလီယာဘာလို့လဲဆိုတော့ညီဖို့ဆိုတာသွားတော့
ယခုဆုတောင်းသည့်အတိုင်းဣသရေလမျိုး၏ဘုရားသခင်သည်ပေးသနာတော်မူပါစေသောဟုမောဆို၏ငြိမ်ဝှစွာသွားပါမင်းအခုဆုတောင်းတဲ့အတိုင်းဣသရေလမျိုး၏ဘုရားသခင်ကဘာလုပ်ပါစေပေးသနာတော်မူပါစေအေးဒီပြောလိုက်အဲ့ဒီပြောလိုက်တဲ့အခါမှာဟာနာကကိုလိုကြီးဂျုံမသည်ရှေ့တော်၌မျက်နှာရပါစေသောဟုရှောက်ဆိုပြီးမှဓမ္မရတဲ့ဓမ္မတော်ခန်းကြီး1အပိုင်း18ဓမ္မရတဲ့ဓမ္မတော်ခန်းကြီး1အပိုင်း18မှာဟာနာကလည်းကိုလိုကြီးဂျုံမသည်ရှေ့တော်၌မျက်နှာရပါစေသောဟုရှောက်ပြီးမှခြားနာသောမျက်နှာနဲ့တွား၍အစာစားလေဘလို့မျက်နှာနဲ့လဲငကိုမျက်နှာသိမ်ငယ်နေတဲ့မျက်နှာငကိုမျက်နှာကြောက်နေတဲ့မျက်နှာငကိုမျက်နှာကလူတော်မတူရတဲ့မျက်နှာငကိုမျက်နှာကစိုးရိမ်နေတဲ့မျက်နှာအခုတော့ဘယ်လိုလဲပျော်ဝါသူ့မျက်နှာလေးလန်းဆန်းသွားတယ်သူ့အထဲထဲမှာစိတ်ချမှုတစ်ခုဘာလို့နေလဲရှိသွားပြီဘုရားခင်ကောဘာလို့လုပ်လဲကောင်းကြီးပြီးတော့ဘုရားခင်ကောသာသမီရဲ့နာပြီးတော့အဲ့ဒီစိတ်ချမှုရှိတဲ့ကောင်မှာတဲ့ခြားမောင်းမျက်နှာနဲ့ပြန်သွားလို့သူဘာလုပ်လဲအခုမှအစာအားရပါရသူဘာလုပ်လဲလဲစားလိုက်လူလေးကြည့်တဲ့အခါမှာဟာနာမဖြစ်သွားငကိုတော့သူ့ချင်းမှတ်မိုက်လူတွေအခုဘာလဲပြောလို့ရှိရင်လမ်းမှာသွားလဲအေးစေးပဲသူများလည်းသူ့ကိုဘလို့ပဲပြောမကားလို့အမြုံမလို့ပဲပြောမကားလို့သူမဖြုံတော့လူတွေမသိသေးလို့ပါဘုရားခင်ကောပါလို့ပြီးတာကောင်းကြီးပေးပြီးတာငါအချိန်တိုင်းဘုရားခင်ကောင်းကြီးပြင်လာဘာလို့တော့လဲခံစားတော့မယ်ကျွန်တော်ပြောပြမယ်ဟာနာကခလေးရလို့မျက်နှာချမ်းသာသွားလားခလေးရပြီလားဘိုင်ရောကြည့်တာပြီလားအထွာဆောင်အပြေရောရှိပြီလားဘာစီးမှတမ်းမှာဘသူတီးပြချက်မှာဘယ်သမားတော်ရဲ့တီးပြချက်မှာလဲမရှိသေးဘူးသူ့ဘောင်ယုံသွားတာလေဘုရားစကားအေလီပြောလိုက်တဲ့စကားကိုယုံကြည်စိတ်ချပြီးတော့သူဘာလို့ပြောလဲအသက်ရှင်သွားသင်ရဲ့အသက်တာထဲမှာနေ့စဉ်ဘုရားစကားကိုစိတ်ချပြီးအသက်ရှင်လိုက်ခြားနာတော်ပြစ်လာတဲ့သင်နေ့စဉ်ဘာလုပ်နိုင်လဲအသက်ရှင်နိုင်မှာဖြစ်တယ်မကြီးတော့မိုင်ခွေတော့ဘာလို့အဲ့ဒီဘုရားစကားကဘာလို့လဲကျွန်တော်ဘက်မှာရှိတယ်ဘုရားသခင်ကမဆာမဲ့ဘုရားစာငတ်တကောင်တော့အငတ်မထားတဲ့ဘုရားငါအခွင့်မရှိရင်စာငတ်တကောင်ကမြေကြီးပေါ်ဘာမလုပ်အောင်လဲမပြုတ်ကြအောင်ငါအခွင့်မရှိရင်ဘာမှမဖြစ်အောင်ဘုရားနှုတ်ကပတ်တော်တွေကိုသင်ကဟာနာကဲ့သို့ယုံကြည်မယ်ဆိုရင်စိတ်ချမယ်ဆိုရင်ဘုရားစကားကိုယုံကြည်စိတ်ချမယ်ဆိုရင်သင်ထဲထဲမှာဘုရားစကားကိုယုံကြည်စိတ်ချမယ်သင်ရဲ့မျက်နှာလည်းဘာလို့လဲပြောင်းတော့ခြားနာသောမျက်နှာနဲ့အစာစားအပြင်မှာဘာမှမပြောသေးတော့ကိုဝင်လည်းမကြည့်လာသေးပါဘူးစိတ်မတန်လည်းမရှိပါဘူးတမားတို့ရဲ့အတီးပြချက်လည်းမရှိသေးပါဘူးအပြင်မှာဘာမှမထူးခြားသေးပေမဲ့သူ့အထဲထဲမှာမသွားတယ်ကြပါသူ့အထဲထဲမှာဘာလို့သွားလဲစိတ်ချအဲ့ဒီအတွင်းစိတ်ချမှုကအရင်ကြီးတယ်သင်အပြင်ဘက်ခြေတွေကဘလို့ပဲအခက်အခဲတွေရှိပါသေးဘလို့ပဲပြဿနာတွေရှိပါသေးအေးတော့ကြီးကလူ400နဲ့ချီတယ်အခြေအနေကြီးရင်ဆိုင်ရတာခက်ခဲဘလို့မှမလုပ်နိုင်တော့ဘူးအဲ့ဒီကဘုရားသခင်ကသူဘာလုပ်လဲလဲဖတ်တွေ့ထားလိုက်ဘုရားမင်းကလို့မလုပ်ဘူးကောင်းကြီးဝေးမချင်းမလို့ဒီကာလဘုရားသခင်ဖတ်တွေ့ထားတာဖြစ်တယ်ဘုရားသခင်ကိုမလုပ်ပဲဘာလုပ်ထားမလဲဖတ်တွေ့ကိုရောကောင်းကြီးပေးပါမလုပ်ပဲဖတ်တွေ့ထားမယ်ကာလဖြစ်အဲ့ဒီလိုဖတ်တွေ့ထားမယ်ဆိုတော့ဘုရားသခင်ကြီးကစိတ်ချမှုစကားတန်ရောက်လာတယ်အဲ့ဒီစိတ်ချမှုကကျွန်တော်တို့ကိုအရာရာဘာလုပ်နိုင်လဲရင်ဆိုင်စေနိုင်တယ်အဲ့ဒီဘုရားရဲ့နှုတ်ကပတ်တော်စကားတန်ကပဲအရာရာကိုရင်ဆိုင်စေနိုင်ဖို့ခွန်အားဖြစ်စေတာဖြစ်တယ်အဲ့တော့ဟာနာကဲ့သို့သင်ဒီကာလမှာသင်နှလုံးသားကျိုးပဲ့ကြေပွားပြီးတော့အရေးပျော်တဲ့အထိဘုရားရှိခိုးတိုးဝင်ရမယ့်အချိန်ကာလဖြစ်တယ်အဲ့ဒီလိုနှလုံးသားနဲ့တိုးဝင်တဲ့အခါမှာဘုရားစီကစိတ်ချမှုအမှန်ရောက်လာမှာဖြစ်တယ်အဲ့ဒါမို့သင်နှလုံးသားကြည်ကွဲပြီးတော့ကြည်ပွားပြီးတော့အရေးပျော်ပြီးတော့ဘုရားသခင်စီတိုးဝင်ဘုရားသခင်အားစီကနေပြီးတော့စိတ်ချမှုအမှန်ရောက်အဲ့ဒီအတန်လေးရောက်တော့သင်တရားထဲမှာလေစိတ်ချသွားဘေးရန်သူကဘယ်လိုနောက်ဆက်ချက်ဘယ်သူကဘယ်လိုပဲကဲ့ရပါသေးဘယ်သူကကိုယ်ဘယ်လိုပဲအပြစ်ပြောနေပါသေးဟာခါတိုင်းခါတော့ငါတို့အပြစ်ပြောရင်သူကကြောင်ပါသွားပြီးတော့မိုးတာခါတိုင်းငါတို့အပြစ်ပြောသူမျက်နှာပေါက်သွားလဲပြက်သွားတာအခုတော့ဘာလို့လဲအေးစီပဲဟာလေလုယာပဲအပြစ်ပြောတဲ့လူတွေအတွက်လဲသူဘာမှစိတ်ထဲမှာမရှိတော့ဘယ်သတင်းတွေဘယ်လိုပဲကြားကြိုက်တာပြောသူဘာမှမဖြစ်တော့သူမျက်နှာဘာလို့လဲခြားလာသွားတယ်ဘာဖြစ်လို့လဲအထဲထဲမှာစိတ်ချမှုကအပြည့်ရှိတယ်ဘယ်ပုံမှလဲဘုရားစကားပေါ်သင်ရဘုရားစကားပေါ်မှာစိတ်ချမှုအပြည့်ရှိသင်ရဲ့နေ့စဉ်အသက်တာကိုသင်အေးစစ်စစ်နဲ့ခြားနာတော့မျက်နှာနဲ့သင်ကဖြတ်သန်းနိုင်ဖြစ်တယ်။အဲကြောင့်ကျွန်တော်တို့ကျွန်တော်ဘဝတရားတိုင်းမှာဘုရားသခင်ကိုစိတ်ချတတ်ဖို့အင်မတန်ရည်ကြီးတယ်။အဲ့ဒီစိတ်ချခြင်းဆိုတာအလိုလိုရောက်လာတာ။အဲ့ဒီစိတ်ချခြင်းဆိုတာဘုရားနဲ့အချိန်ချင်းရပဲရောက်လာတယ်။
ယာကုပ်ကဲ့သို့ဘုရားကိုဖတ်တွေ့ပြီးတော့ဆုတောင်းတတ်တော်သူဖြစ်ပါကောင်းကြီးမဝေမချင်းဘုရားသခင်မလုပ်ဘူးဆိုပြီးတော့အဲ့ဒီလိုဖတ်တွေ့ပြီးဆုတောင်းရင်စိတ်ချခြင်းဆိုတဲ့ဘုရားရဲ့နှုတ်ကပတ်တော်အသစ်စီရောက်တော့ဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်စိတ်ချပြီးတွားရင်ဤတော့လာတိုက်ခိုက်မဲ့တတ်မဲ့ဤတော့မှာဘာလို့လဲနေရပြန်ပြီးနေပါကွာငါစီမှာပြေးနေအများကြီးပါပဲဟာနာကဲလို့ရန်သူကနှစ်တိုင်းနောက်လျှောက်တာနှစ်တိုင်းဒုက္ခပေးတာနှစ်တိုင်းတို့ဘာလို့လဲပြဿနာရှာစိတ်ထဲမှာကျိုးပဲကြေမွပြီးတော့အရေးပျော်တဲ့နှလုံးသားနဲ့သင်ကဘုရားသခင်စီတိုးဝင်မယ်ဆိုရင်ဘုရားသခင်စီကနေစိတ်ချမှုအတန်ရောက်တာဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်အတန်ပေါ်မှာသင်ကစိတ်ချတိုက်နေအပြင်မှာဘာမှမထူးခြားသေးတယ်အပြင်မှာဘာမှမပြောင်းလဲသေးတယ်စိတ်ချသွားတယ်ခြားနာသောမျက်နှာနဲ့သင်နေ့စဉ်မလုပ်နိုင်လဲအသက်ရှင်နိုင်မှာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ရဲ့စကားကိုစိတ်ချစွာနဲ့အသက်ရှင်နိုင်ဖို့အတွက်ယာကုပ်ကဲ့သို့ဘုရားသခင်နဲ့အခြေတက်တော်သူများဖြစ်ပါဘုရားကိုဖတ်တော်တတ်တော်သူများဖြစ်ပါခါနာကဲ့သို့ကျိုးဝဲကြည်မွသောနှလုံးသားနဲ့ဘုရားသခင်ရှေ့မှာတွန်းလောင်းပြီးတော့ဆုတောင်းခြင်းအပြင်ဘုရားသခင်စီမှာစိတ်ချမှုကိုရှာဖွေခြင်းအပြင်မိမိရဲ့အမှုကိစ္စအားလုံးကိုဘုရားသခင်လက်တော်ထဲမှာအနံ့ခြင်းအပြင်အဲ့ဒီဘုရားရဲ့စိတ်ချမှုနဲ့နေ့စဉ်အသက်ရှင်ရှောင်နိုင်ခြင်းအပြင်ကျွန်တော်ဘယ်ကိစ္စမဆိုကြော်လွှားအောင်နေနိုင်တော်သူများဖြစ်စီကိုဝင်လာပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါသည်